Hello ဒီနေ့တော့ငါ seafood တော့လွယ်နေချက်ကြမယ်နော်တကယ်ချင်းတော့အားလုံး ready ထားလိုက်ပြီပြီးမှစီနေနေထည့်မယ်ထောင်ထားတဲ့ဟာဒီထည့်မယ်နည်းနည်းမုံနေထည့်မယ်ငပိထည့်မယ်အဲ့ဒါတွေဝေးပြီးသွားပြီဆိုတော့ငါကိုရင်ထည့်လိုက်ပါငါထည့်ပြီးသွားပြီဆိုရင်တော့အရာသားလေးကိုချိုင်းနဲ့တရားထည့်လို့ရပါတယ်စားတို့ဟင်းချုံမို့တို့ကျရန်တရားထည့်လိုက်ပါပြီးလို့ရှိရင်ရေကိုထည့်ပေးပါနော်ပြီးသွားပြီရှင်ပွက်တဲ့ထိထားပေးပါပြီးရင်ကိုချိုင်းတဲ့ seafood လေးတွေမျိုးစုံထည့်ပေးလို့ရပါတယ်ပြီးရင်အဆက်ချိုက်တွေငရုတ်တွေထည့်ပါမယ်ပြီးမှအချင်းချိုက်တွေဆိုတံပေးရlemon juice ကိုထည့်ပေးပါမယ်အဲ့ဒါကျက်သွားပြီဆိုတော့နန်းလေးကိုထည့်ပေးလိုက်ပါအရင်စားလို့ကောင်းပါတယ်ချင်းကဆက်လေးပါကျေးဇူးပါရှင်